အားလုံးပဲမင်္ဂလာပါရှင်အမဲစီစဉ်လုပ်နေလေးကိုသေချာမပြောပြရသေးလို့အခုထပ်ပြီးတော့တင်ပေးလိုက်ပါတယ်ဒါကတော့အမဲသား1ကီလိုသုံးတာပါတယ်အမဲသား1ကီလိုကိုအတုံးကြီးကြီးသုံးပြီးတော့စနွင်စားဟင်းခတ်မှုတ်ထည့်ပါတယ်ပြီးတော့ဂျင်းနဲ့ကြက်သွန်ပြိုကိုသေချာထောင်းပြီးတော့အရင်ညှစ်ထားပါတယ်တံမြာသည်ဒစိမ့်ညှစ်ထည့်ထားပါတယ်အဲ့ဒါတွေအားလုံးကိုတမအောင်နေပြီးတော့2 နာရီလောက်နှက်ထားပါတယ်ရေခဲတက်တာထဲမှာနှက်ပြီးပြီဆိုတာနဲ့အခုစတယ်ပါပြီရေလုံးဝမထည့်ပါဘူးနှက်ထားပြီးသားအမဲသားအောင်ပဲမီအေးလေးနဲ့စပြီးတော့တဲပါတယ်ရေခမ်းသွားတဲ့အထိတဲပါပါမီကတော့100ကျော်လောက်ပဲသုံးထားပါတယ်ဒါဆိုရင်ရေလုံးဝခမ်းသွားပါပြီရေခမ်းသွားပြီဆိုရင်တော့စီထည့်ပါမယ်စီကတော့အသားမြုပ်တဲ့အထိထည့်ပါမယ်အသားမြုပ်တဲ့အထိထည့်ပြီးတော့မီအေးလေးနဲ့ပြတ်တဲထားပါမယ်ရှင်အသားတွေကိုတော့အထက်အောက်လေးလှန်ပေးပါမယ်2 နာရီကျော်လောက်တည်ထားပါတယ်ဆိုစားပွက်လာပါပြီကျမဒါကတော့2 နာရီကျော်သွားပြီးတဲ့အချိန်မှာဒီလိုနေထားလဲရလာပါပြီအသားလေးတွေကလည်းနေလာပါပြီဒါဆိုရင်တစ်ခါဟိုဘက်ဒီဘက်ပြန်လှည့်ပြီးရပါပြီရှင်ကဲပါဒါကတော့အမဲစီစဉ်လေးပါအရန်နဲ့စားလို့ကောင်းပါတယ်မာမသွားပဲနဲ့အီလေးနဲ့စားကန်နေတိုင်းနှွေးပြီးတော့စားလို့ရပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်